အဲ့ဒီ main ကလေးငယ်လေးဟာသူမကိုပေးတဲ့အမဲသားပတ်တီမုတ်ကိုမစားခဲ့ပါဘူးသူမဟာမြေပြင်ပေါ်မှာကျနေတဲ့ဖျဲသီးတစ်ဖက်ကိုကောက်ဖို့အတွက်သာငုံလိုက်ပါတယ်ဒါကိုဈေးဆိုင်ပိုင်ရှင်ကမြင်သွားပြီးသူမလက်ထဲကဖျဲသီးဖက်ကိုရိုက်ချလိုက်ပါတယ်ကောင်မလေးဟာဝမ်းနဲ့ပန်းနီးနဲ့ငိုပါလေရောတကယ်တော့ဆိုင်ရှင်နဲ့သူ့မိသားစုဟာကောင်မလေးကိုတနာလို့ပါသူမကအရန်ငယ်သေးတဲ့အပြင်စောက်ရှောက်မဲ့သူလည်းမရှိတာကြောင့်သူတို့ကအမဲသားမုတ်ပေးခဲ့တာပါဒါပေမဲ့ကောင်မလေးကမစားဘဲမြေပေါ်ကအစာဟောင်းတွေကိုပဲလိုက်ကောက်နေခဲ့ပါတယ်သူမကြည့်နေတဲ့ဘက်ကိုလိုက်ကြည့်လိုက်တော့မှစိတ်ဝေဒနာရှင်မိခင်ဖြစ်သူကိုတွေးလိုက်ရပြီးဆိုင်ရှင်လည်းအခြေအနေရရက်ကိုချက်ချင်းသဘောပေါက်သွားပါတယ်သူကနောက်ထပ်အမဲသားမှုတစ်လုံးကိုကောင်မလေးကိုထပ်ပေးပေမဲ့သူမကညှင်းဆန်နေတော့မှပဲသူတစ်ပါးစီကအမြဲတမ်းအလကားမစားချင်ဘူးလို့သူမကဆိုပါတယ်ကောင်မလေးရဲ့တိတက်လုံးမှုကိုကြည့်ပြီးဆိုင်ရှင်မျိုးသမီးဟာစိတ်မကောင်းဖြစ်ကအမဲသားမှုကိုသူမလက်ထဲအတင်းထည့်ပေးလိုက်ပါတယ်ကောင်မလေးကကျေးဇူးတင်စကားဆိုကဦးညွတ်နှုတ်ဆက်ပြီးနောက်သူမရဲ့အမေလက်ကိုတွဲပြီးထွက်ခွာသွားပါတယ်ရုတ်တရက်လူတစ်ယောက်ကသူတို့ကိုလှမ်းခေါ်လိုက်ပါတယ်သူကတော့မြို့ထဲမှာနာမည်ကြီးတဲ့ပရဟိတခေါင်းဆောင်တူပါသူတို့သားအမိဒုက္ခရောက်နေတာမြင်တော့သူကကူညီချင်ခဲ့တာပါဒါပေမဲ့စိတ်ဝေဒနာရှင်မိခင်ဟာအဲ့ဒီလူကိုမြင်ချင်းပဲခေါင်းကိုအုပ်ပြီးမြေပြင်ပေါ်မှာဒူးထောက်ကျသွားပါတယ်လွန်ခဲ့တဲ့9နှစ်ကအတိတ်ဇလန်တီအမျိုးသမီးဟာပြင်းထန်တဲ့ယောဂခံစားနေရတဲ့သူမရဲ့ချစ်သူကိုကယ်တင်ဖို့ကြိုးစားခဲ့ပူပါတယ်ကိုဝင်အရေးအမာနဲ့တောင်ချစ်သူရဲ့စေကူတာစေးအတွက်တနေ့ကိုအလုပ်လေးခုအထိလုပ်ခဲ့ရရှာတယ်ခွဲစိတ်ဖို့အတွက်ပတ်စံတွေစုံသွားတဲ့နေ့မှာတော့ဆရာဝန်ကသူမချစ်သူရဲ့အခြေအနေပိုဆိုးသွားပြီဖြစ်ကြောင်းနဲ့ကဲတင်နိုင်မဲ့တခုလေးသောနီလန်ကသူမရဲ့ရိုးရင်းချင်းစီကိုလှူဒန်းဖို့ပဲလို့ပြောပါတယ်ကိုဝင်ဆောင်ထားစဉ်မှာဒီခွဲစိတ်မှုကအရန်အနေအများပေမဲ့သူမဟာတုံဆိုင်မနေပဲသဘောတူခဲ့ပါတယ်ဘိုက်ထဲကကလေးကိုမထိခိုက်စေဖို့အတွက်ခွဲစိတ်ချိန်မှာမေးစေးမသုံးပဲဒီအတိုင်းအောင်အေးခံခဲ့ရရှာတယ်အမျိုးသားနိုးလာတဲ့အချိန်မှာတော့သူ့အတွက်အရာအလုံးစပေးခဲ့တဲ့ချစ်သူကိုကရင်ပေါ်မှာတွေ့လိုက်ရပြီးအကြီးအကျယ်နောင်တရဝမ်းနေခဲ့ရပါတယ်9နှစ်ကြာပြီးနောက်အဲ့ဒီအမျိုးသားဟာသူ့ချစ်သူကိုတရက်မှမမေ့ခဲ့ပဲနေတိုင်းသူမရဲ့ကူပေးမှန်ကိုသွားလေးရှိပါတယ်အိမ်ပြန်လမ်းမှာသူတို့မတွေ့လိုက်ရတဲ့ကလေးလေးချောင်းကိုတွေးတောနေတော့လမ်းဘေးကကောင်မလေးတယောက်ကိုတွေ့လိုက်တာပါကူညီဖို့အတွက်ကားရက်ခိုင်းလိုက်ပေမဲ့ကောင်မလေးရဲ့အမေကရုတ်တရက်အော်ဟစ်ကသူ့လက်ကိုဆွဲပြီးတိတယ်လို့ပြောလာပါတယ်အမျိုးသားကလည်းဒီအမျိုးသမီးကိုရင်းနှီးတယ်လို့ခန်းစားလိုက်ရပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးဟာရုတ်တရက်သွေးတွေအန်ပြီးလဲကျသွားပါတယ်အမျိုးသားရဲ့လက်ထောက်ကတော့ဒါဟာပတ်စံလိုခြင်းလို့ဟန်ဆောင်နေတာလို့ယွန်ရှာစွာပြောလိုက်တဲ့အခါအမျိုးသားကလည်းသူ့စကားကိုယုံသွားပါတယ်ဒါကိုမြင်တဲ့ကောင်မလေးကဒေါသထွက်ပြီးအမျိုးသားကိုတွန်းပစ်လိုက်လို့သူကလည်းကောင်မလေးကိုပြန်ငေါက်လိုက်ပါတယ်ကောင်မလေးကသူမမှာအဖေမရှိဘူးလို့ဝမ်းနဲ့စွာပြောလိုက်တဲ့အခါအမျိုးသားကအနှဲငယ်စိတ်မကောင်းဖြစ်သွားပြီးပတ်စံအချို့ကိုအမျိုးသမီးရှေ့ပစ်ချပေးခဲ့ပါတယ်အမျိုးသမီးကမြေပေါ်ကပတ်စံတွေကိုဝမ်းသာအားရကောက်နေတာကိုမြင်တော့အမျိုးသားကသူတို့ကိုလိမ့်လဲသူတွေလို့အပိုင်တွက်ပြီးထွက်သွားပါတော့တယ်အမျိုးသမီးကတော့သူ့ရဲ့ကြောပြင်ကိုကြည့်ရင်အတိတ်တွေကိုတတိယကတတိလစ်သွားပါတယ်ကျင်နာတတ်တဲ့ဆိုင်ရှင်ကသူမကိုစေးရုံပို့ပေးခဲ့ပါတယ်ဆရာဝန်စစ်ဆေးချက်အရသူမရဲ့စိတ်ဝေဒနာကအရန်ဆိုးရွားနေပြီးအမြန်ဆုံးခွဲစိတ်မှုမလုပ်ရင်အသက်အန္တရာယ်ရှိတယ်လို့သိရပါတယ်။ကောင်မလေးမှာရှိတဲ့ပတ်စံလေးနဲ့ကတော့မလုံလောက်ပါဘူး။အဲ့ဒီအချိန်မှာပဲအမျိုးသားဟာအိမ်ပြန်ရောက်တော့သူ့လက်ထက်ခွင်တောင်းလုံးကတုံးခဲ့တဲ့လက်စွပ်ပြောက်နေတာကိုသိလိုက်ရပါတယ်။သူကလူလွတ်ပြီးရှာခိုင်းတဲ့အပြင်ပျောက်ဆုံးကြောင်းကြော်ညာစာတွေပက်ခိုင်းပါတယ်။ကောင်မလေးဟာအဲ့ဒီကြော်ညာကိုမြင်တဲ့အခါလက်စွပ်ပုံစံဟာသူမအမေစီမှာရှိတဲ့လက်စွပ်နဲ့တပုံစံနဲ့ဖြစ်နေတာကိုသတိထားမိသွားပါတယ်။အမေဖြစ်သူရဲ့ခွဲစိတ်စရိတ်အတွက်သူမဟာဆေးရုံခန်းထဲကအမေလက်စွပ်ကိုယူပြီးသွားအပ်လိုက်ပါတယ်ဒီသတင်းကိုကြားတာနဲ့အမျိုးသားဟာဆေးရုံကိုအပြေးလွှားရောက်လာပါတယ်အဲ့ဒီမှာခုနကကောင်မလေးကိုထပ်တွေ့ရပြန်ပါတယ်လက်ထောက်ဖြစ်သူကဒီလက်စွပ်ကိုခိုးလာတာလို့ဆွဆွဲပေမဲ့ကောင်မလေးကတော့ဒါဟာသူမအမေရဲ့လက်စွပ်ဖြစ်ကြောင်းအခိုင်အမာပြောနေပါတော့တယ်